ပိုးရနာကျွန်တော်တို့မြန်မာနိုင်ငံမှာအဖြစ်များတဲ့ယောဂဖြစ်ပါတယ်အဲ့တော့မိတ်ဆွေကပိုးရနာဖြစ်နေပြီးတော့ပိုးရနာအကြောင်းမသိသေးဘူးဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုလေးမှာရှင်းပြပေးပါမယ် Dr. Nay Wellness Clinic အဲ့တော့ပိုးရနာဆိုတာသူကဒီ fungal infection လို့ခေါ်တဲ့မှုယောဂပိုးဖြစ်တယ်သူက dermatophyte လို့ခေါ်တဲ့ဒီမှုပိုးကြောင့်ဖြစ်တယ်ပေါ့နော်ဒီမှုတွေကသူကပိုးအိုက်ဆိုတဲ့ຢာဒီမှာဒီချွေးတဲ့ချွေးဆိုတာများတယ်ဆိုတိုင်းစားများတယ်ရေနဲ့အလုံးလုံးရတယ်ရေဆိုးတယ်ပေါ့နော်ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီဝတ်စားတွေကို6တွေ့အောင်မလန်းဘူးเนาะအနာဝဲဆိုထားတဲ့နေဝတ်တယ်ဒါမျိုးတွေမိုးမိတယ်ဆိုတိုင်းနဲ့ဂျိုင်းနေမိတယ်ဒီလိုအခြေအနေမျိုးမှာသူကဆိုတိုင်းစားများလာမယ်ဆိုတိုင်းစားများလာပြီးတော့မိုးယောဂဖြစ်နိုင်ပါတယ်ကျွန်တော်ဒီရန်ကုန်မြို့လိုမျိုးမှာဆိုလို့ရှိရင်လေဒီမိုးကခဏတိုင်းရွာတဲ့အချိန်မှာဝတ်စားတွေမချောက်ဘူးပြီးရင်ဆိုတိုင်းကများတယ်ပူအိုက်ဆိုဆွတ်တယ်ချွေးထွက်တယ်ပြီးရင်အကွန်ကန်းနဲ့ပြန်ဝင်တယ်ဆိုတိုင်းနေဆိုရင်မိုးယောဂဖြစ်နိုင်ပါတယ်အဲ့တော့ဒီမြန်မာနိုင်ငံပဲလားဆိုတော့မဟုတ်ပါဘူးကျွန်တော်ဒီလာပြရလူနာဆိုလို့ရှိရင်မလေးရှားစင်ကာပူထိုင်းဒီလိုမျိုးအာရှနိုင်ငံတွေမှာလည်းပိုးရနာအဖြစ်များသလိုဂျပန်နိုင်ငံကနေလည်းဒီလိုယောဂတွေလာပြတာမျိုးတွေ့ပူပါတယ်ဒီလိုမိုးယောဂဆိုတာကျွန်တော်တနိုင်ငံလုံးအနေနဲ့တစ်ကမ္ဘာလုံးအနေနဲ့ဖြစ်တဲ့ယောဂပါဒါကြောင့်မိတ်ဆွေကပိုးရနာဖြစ်နေတယ်ရှက်လို့ဆေးကမ်းမပြဘူးမကုသပဲနဲ့မိမိဘာသာဆေးတွေဝယ်လိမ့်နေနဲ့ဖြစ်လိုက်ပြောက်လိုက်နဲ့တန်တရားလင်းနေရဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုစောင့်ကြည့်ပေးပါဒီယောဂကတေချာကုသမယ်ဆိုရင်လုံးဝအမြင့်ပြအောင်ကုလို့ရတဲ့ယောဂဖြစ်တယ်အဲ့တော့မှုယောဂဖြစ်တဲ့ကြောင့်ကျွန်တော်တို့မှုသက်ဆေးတောက်ဆေးတွေမှုသက်ဆေးလိန်းဆေးတွေနဲ့တေချာဆရာအောင်ညွှန်ကြားတဲ့အတိုင်းတိကျလိုက်နိုင်ပြီးကုမယ်ဆိုလို့ရှိရင်တော့ယောဂလုံးဝအမြင့်ပြအောင်ကုလို့ရတယ်ပေါ့နော်အဲ့တော့မှုသက်ဆေးထဲမှာဆိုရင်ကျွန်တော်တို့မှုသက်ဆေးကိုအဓိကနည်းနည်းကုလို့ရတဲ့မှုသက်ဆေးတောက်ဆေးတွေများစွာရှိပါတယ်များစွာဆိုရင်လည်းကျွန်တော်တို့ရည်တွက်လို့ရပါပေါ့နော်နည်းနည်းဆိုလို့3-4မျိုးလောက်ပဲရှိပါတော့တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီနောက်ပိုင်းမှာကျွန်တော်တို့လူတွေကမိမိဘာသာဆေးတန်းအနေမှုသက်ဆေးတွေကိုလည်းဝယ်တောက်လာကြတယ်မှုသက်ဆေးလင်းဆေးတွေဝယ်လိမ့်လာကြတယ်ဒါပြင်ပို့ဆိုးတာက steroid ပါတဲ့ဒီ2မျိုးဆက်3မျိုးဆက်လိန်းဆေးတွေကိုမိမိဘာသာဝယ်လိမ့်တယ်တချို့ဒီဘက်နောက်ပိုင်းမှာပေါ်လာတဲ့တရုတ်ဆေးလိုမျိုးတွေတုံးတဲ့ချိန်မှာ steroid တွေပါတဲ့ကြောင့်မလို့ကိုယ့်ရဲ့ကိုယ်ခံကပို့ပြီးတော့အရေးပြားရဲ့ခုခံကကျပြီးတော့ဒီပိုးရနာကတဖြည်းဖြည်းနဲ့ပို့ပြီးတော့ဆိုးလာတယ်အနာကပို့ပြီးတော့စိုက်ကျလာကြတယ်ပေါ့နော်ဒါကြောင့်မလို့မိတ်ဆွေကဖြစ်လိုက်ပြောင်းလိုက်နဲ့ဒီလိုပိုးရနာခံစားနေရပြီဆိုလို့ရှိရင်ဒါဆိုရင်ကိုယ့်ရဲ့ကုသမှုမှာတခုခုလွဲနေတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်ဒီတောက်ဆေးမပါလို့လားဒါမှမဟုတ်လိန်ဆေးက steroid ပါနေလို့လားကိုလိန်နဲ့လိန်ဆေးကမှုသက်ဆေးတစ်မျိုးတည်းမဟုတ်ဘဲနဲ့တခြားဆေးတွေရောဆက်ပြီးတော့ပါဝင်နေလို့လားဆိုတော့ပြန်လည်ပြီးတော့စစ်ဆေးတင်ပါတယ်အဲ့တော့မိုးယောဂကုမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မိုးသက်ဆေးတောက်ဆေးရဲ့မိုးသက်ဆေးလိမ့်ဆေးရဲ့အဲ့တော့မိုးသက်ဆေးလိမ့်ဆေးအနေနဲ့ဈေးကွက်ထဲမှာတွင်တွင်ကျသုံးလာတော့ကျွန်တော်တို့ clotrimazole ပေါ့နော်အဲ့တော့ကျွန်တော်2မျိုးဆက်3မျိုးဆက်လိမ့်ဆေးတွေလိမ့်မဲ့စာဒီ clotrimazole လိမ့်ဆေးကိုလိမ့်ပေးခြင်းအပြင်ပို့ပြီးသက်သာနိုင်ပါတယ်တခြားမိုးသက်ဆေးလိမ့်ဆေးတွေကတော့ပို့ပြီးတော့ generation မြင့်တဲ့ကြောင့်မလို့မိမိဘာသာမသုံးနေဘူးဘာလို့မသုံးစေချင်လဲဆိုတော့ကိုကဒီလိုမျိုးမိုးသက်ဆေးတွေ3-4မျိုးသုံးထားမိတယ်ဆိုလို့ရှိရင်ကိုတကယ်မပြောက်ဘူးဆရာအောင်နဲ့သွားပြတဲ့ခင်ကြလို့ရှိရင်ကို့မှာရွေးချယ်စရာစီကအများကြီးမကျန်တော့ဘူးအဲ့ကြရင်ကျွန်တော်တို့ဆရာအောင်လည်းရွေးချယ်ပေးရတာနဲ့ခက်မယ်ပြီးလူနာအတွက်ကြောက်တော့လေစီးရ generation မြင့်တာတွေစီးရနေတင်ပိုကောင်းတာတွေသုံးရမယ်ဆိုလို့ရှိရင်ကုန်ကျစရိတ်နေတယ်လည်းပိုများနိုင်တယ်ပြီးလို့ရှိရင်စီးမတူတော့တဲ့ပြဿနာတွေကြုံရနိုင်ပါတယ်ဒီလူနာနေအရှင်နေနဲ့ကျွန်တော်တို့စီးကိုဝယ်တော့တာဝယ်လိမ့်တာမျိုးမလုပ်ဘဲနဲ့ယောဂတစ်ခုဖြစ်ပြီးရေပြားရနာပြဿနာတစ်ခုဖြစ်ပြီဆိုလို့ရှိရင်ဆရာအောင်နဲ့တေချာဆွေးနွေးပြီးတိုင်ပင်တာတော့အကောင်းဆုံးပါပဲအဲ့တော့မိမိဘာသာအိမ်မှာသက်သာအောင်ကုချင်နေဆိုရင်အချက်3ချက်ပြောပြပေးပါမယ်နံပါတ်1ကတော့စူစူတိုင်းမနေပါနဲ့နံပါတ်2ချက်ကတော့အစားတော့မမားပါနဲ့အစားတော့ကတော့ငါးငပိင6ပင်လယ်စာမဲသားစိတ်သားပဇွန်ကြောက်တွေခရမ်းသီးတွေပဲပုတ်တွေကျွန်တော်ဒီလိုမျိုးမုံရင်းကားတွေအစားဒီယောဂါကိုပို့ဆိုးနိုင်ပါတယ်ဒါကလူတိုင်းပို့ဆိုးလားဆိုတော့ကျွန်တော်ရဲ့လူနာတွေရဲ့အတွေ့အကြုံရဆိုလို့ရှိရင်တော့ကျွန်တော်ခုပြောပြပေးတဲ့အစားအသောက်တွေကစားရင်ပိုဆိုးတယ်လို့ကျွန်တော်တွေးရှိထားပါတယ်လူနာတိုင်းကိုလည်းကျွန်တော်လိုက်ပြီးတော့သူသေသနာလုပ်ထားပါတယ်အစားအသောက်ဆင်ခြင်တဲ့လူတွေကတက်တာမြင်ပြီးတော့အစားမဆင်ခြင်တဲ့လူတွေကယောဂခဏပြန်ဖြစ်တာကိုတွေ့ရပါတယ်နောက်တစ်ခုကတော့ဒီမိုသက်ဆေးလိန်ဆေးပါမိုသက်ဆေးတောက်ဆေးကိုတော့မိမိဘက်သားအွန်နာမျိုးမိမိဘက်သားတောက်တာမျိုးမလုပ်စေချင်ဘူးမိုသက်ဆေးလိန်ဆေးလိမ့်နေတယ်ဆိုရင်တော့ကျွန်တော်ပြောတဲ့ clotrimazole cream ကိုမနေ့တစ်ချိန်ညတစ်ချိန်တလားခွဲ2လလောက်ထိစက်တိုက်လိမ့်ပြီးတော့လုံးဝပျောက်ကင်းတဲ့အထိဆေးလိမ့်ဖို့လိုပါမယ်အဲ့လိုလိမ့်လို့မှကျွန်တော်ခုပြပြခဲ့တဲ့အချက်တွေနဲ့မှမသက်သာတော့ဘူးဆိုလို့ရှိရင်တော့ဆရာဝန်နဲ့တေချာဆွေးနွေးပြီးတိုင်ပင်မှာနောက်ထပ်အရေးကြီးတာတစ်ခုကမိုသက်ဆေးတောက်တဲ့အခါဆေးဘက်လေအောင်တောက်ဖို့လိုတယ်ကို့စ်ပြအောင်တောက်ဖို့လိုတယ်ကျွန်တော်ရဲ့ကုသမှုဆိုလို့ရှိရင်ကျွန်တော်က3လကုပါတယ်ဒီမိုသက်ဆေးကိုကျွန်တော်တစ်လကိုတစ်ပတ်3မဟုတ်10ရက်3မဟုတ်2ပတ်ပေါ့နော်တစ်ပတ်ကနေ2ပတ်လောက်ထိတစ်လကိုတစ်ချိန်3ကြော့တောက်ရပါတယ်ပေါ့နော်
ဒါမှမဟုတ်တခြားကုသမှုဆိုလို့ရှိရင်လည်းဒီမိုတာစီကိုတောက်လျှောက်တောက်ရတာမျိုးရှိတယ်တစ်ပတ်တစ်ချိန်တောက်ရတဲ့ဆေးဆိုရင်လည်း2လ3လလောက်ဆွဲတောက်ရတာမျိုးရှိတယ်အဲ့တော့ဆိုလိုချင်တာကကိုကဒီရက်20လလောက်ခုပြီးသွားတယ်တက်တာသွားတယ်ငါကောင်းသွားပြီပဲဆိုပြီးတော့ဆေးကိုရက်ထားရဲဆိုလို့ရှိရင်တော့ပေါ်ပြီးတော့ဆိုလာနိုင်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေကပူရနာဖြစ်နေရဲဆိုလို့ရှိရင်တေချာတကြွတဲ့ဆရာအောင်နဲ့တိုင်ပြီးတော့အမြန်ဆုံးပျောက်ကင်းအောင်ကုသလို့ရပါတယ်လုံးဝအမြင်ပြတ်ပျောက်သွားအောင်ကုသလို့ရပါတယ်ဒါပေမဲ့လုံးဝအမြင်ပြတ်ပျောက်သွားရဲဆိုပြီးတော့တစ်ခါကုသရုံနဲ့လုံးဝပျောက်သွားပြီလို့လည်းကျွန်တော်ယူဆလို့မရပါဘူးနောက်မှကိုကဆိုထိုင်းစားများတဲ့အခြေအနေမျိုးဖန်တီးမိတယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ဒီပူရနာရှိရဲ့လူနဲ့နေကက်နေမိတယ်ဘိုးတိုင်းတွေတွိုင်းလက်အင်တာတွေအတူတူသုံးမိတယ်နောက်ဝစားတွေရေချိုးထမိန်တွေပစိုးတွေကိုအတူတူသုံးမိတယ်တတိယထဲမှာအတူတူအိတ်ချင်းအပြင်ဒီအမော့အမွားတွေကနေပြီးတော့ပြန်လဲပြီးတော့ကူဆက်နိုင်ပါတယ်ဒါကြောင့်မလို့ဒီပွေးရနာကနေအမြန်ဆုံးယောဂသက်တာပြောက်ကင်းပြီးတော့ကျန်းမာတဲ့အရေးပြားလေးကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဟုတ်ကဲ့ပါကျွန်တော်ခုပြပါပေးတဲ့အကြောင်းအရာလေးမိတ်ဆွေတဲ့အကျိုးရှိရဆိုလို့ရှိရင် comment မှာဂုတ်လို့ရေးပေးတော့ပါတခြားမိတ်ဆွေသိအောင်လည်း share ပေးတော့ပါနောက်ထပ်ဒီလိုကျန်းမာရေးဘုဒ္ဓဗီဒီယိုတွေသိချင်တယ်ဆိုလို့ရှိရင်တော့ဒီ account လေးကို follow လုပ်ထားဖို့မေ့ပါနဲ့เนาะအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်